ဗုဒ္ဓဘာသာဖြစ်တဲ့ဘဝ24ဘဝပဲဖြစ်တယ်ဘုရားလောင်းလေးသိတဲ့ကွာသတင်းမှာကျန်တဲ့ဘဝတွေကဗုဒ္ဓဘာသာမဟုတ်ဘူးဗုဒ္ဓဘာသာမဟုတ်လို့ဘာသာကြားလားဆိုတော့သူကကမ္မဝါဒီလို့ပြောတယ်ဘယ်ဘာသာလို့တော့မပြောဘူးဟုတ်ပြီနော်ခရစ်ယာန်ဖြစ်နေတယ်အစ္စလာမ်ဖြစ်နေတယ်လို့တော့မပြောဘူးကမ္မဝါဒီတဲ့ကံကံရဲ့အကျိုးကိုတော့ယုံကြည်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ကောင်းတာကိုလုပ်ရင်ကောင်းတဲ့အကျိုးရမယ်ဆိုတာတော့သူဒီအသည့်ဒီအတွေ့ကိုတလိမ့်တန်ဖြစ်ရင်တော့သူအဲ့ဒီရှိတယ်တို့ဗုဒ္ဓဘာသာသစ်ဖြစ်ခွင့်ရတော့24ဘုရားပဲယသိပင်စာနဝဘိက္ခုလူပြင်ငါနှစ်နဂါကြီးတရားယက္ခဒေဟယသာတစ္စီတာသင်္ချာရည်တွက်ပြားတဲ့သူမိတာဘဝကနေဘုဒ္ဓန္တရာဘဝဒီလေးသိရှင်တဲ့ကဘာသိကြယသိအနေနဲ့9ဘဝယဟန်အနေနဲ့9ဘဝလူအနေနဲ့9ဘဝနဂါအနေနဲ့2ဘဝတရားမင်း1ဘဝဘလူ1ဘဝကေဒီယသာရှင်နေမင်း1ဘဝသုသပေါင်း24ဘဝပဲဘုရားသာနာနဲ့ကြုံပြီးဗုဒ္ဓဘာသာလို့ဖြစ်ခဲ့တယ်ကျန်တဲ့ဘဝတွေကဗုဒ္ဓဘာသာမဟုတ်ဘူးကမ္မဝါဒီအနေနဲ့ပဲရှိနေတာဒါကြောင့်သားရသူတွေမင်းဗုဒ္ဓဘာသာဖြစ်ခုခွင့်ရေးဆိုတော့နဲ့လွယ်လွယ်လေးမတင်တဲ့ဖျားဖြစ်လာမဲ့ပုဂ္ဂိုလ်တော်ဗုဒ္ဓဘာသာ24ဘဝပဲဖြစ်တာဒီသိရင်တဲ့ဘာသိတော့24ဘဝပဲဗုဒ္ဓဘာသာဖြစ်တာသားရသူအလောက်ခတ်တယ်ဘာသာကြားဖြစ်ဖို့ကဘာမှမခတ်ဘူးဘာသာမဲ့ဖြစ်ဖို့တော့လည်းဘာမှမခတ်ဘဝတိုင်းအမေဘာသာမဲ့ရင်ပဲမမဲ့ရင်ဘာသာချတို့ဗုဒ္ဓဘာသာကျတော့မင်းတို့နော်ကဘာပေါင်းတင်ချေချီးပြီးတော့တင်ချာချီးပြီးတော့ရေးတွက်လို့မရတော့အများကြီးများပြီးမှဗုဒ္ဓဘာသာတဘဝဆိုတာဖြစ်ဖို့ခွင့်လဲအတော်နေတာ probability possibility ကအလွန်နေတယ်အဲ့ဒါသားတို့ကိုကိုယ်တန်ဖို့ကိုမမေ့နဲ့အခုနေ့ချိန်ဘုံဘုံတို့ကဖြစ်လဲမဖြစ်နိုင်ဘူးတော့ဖြစ်မဲ့ဆိုရင်လည်းငါမလဲဘူးဒီကိတ်နဲ့ယာရုလဲမလားဆိုမလဲနိုင်